ARU တိုင်းဒေသကြီးဖြာပုံခရိုင်ဒေဒီရဲမြို့နယ်ကွန်မြူနတီစင်တာခန်းမှာတွင်လူငယ်များမိမိနိုင်ငံ၏ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုတန်ဖိုးထားမြတ်နိုးတက်စေရန်ရည်ရွယ်ပြီးလူငယ်နှင့်ယဉ်ကျေးမှုကောင်းစဉ်ဖြင့်အသိပညာပေးတော်ရှိုးကိုယခုလိုပဲတင်ဆက်ထားပါတယ်ခင်ဗျာ။ပါပါရှင်။ကြံကြားရေးနယ်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေဒီရဲမြို့နယ်ရုံးကွန်မြူနတီစင်တာခန်းမှာအွန်လိုင်းတော်ရှိုးအစီအစဉ်ကနေဒီကနေ့တင်ဆက်ပေးမှာကတော့လူငယ်နှင့်ယဉ်ကျေးမှုအသိပညာပေးတော်ရှိုးပဲဖြစ်ပါတယ်။ဒီအစီအစဉ်မှာပါဝင်ဆွေးနွေးဖို့အတွက်ဝုမန်ကလပ်အဖွဲ့ဝင်ဆီယမတော်မိုးတီတာအောင်ကိုဖိတ်ခေါ်ထားပါတယ်ရှင်။ဆီယမမင်္ဂလာပါရှင်။မင်္ဂလာပါရှင်။ဒီကနေ့ဆွေးနွေးမယ်လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်အောက်မှာပထမဆုံးအနေနဲ့မြမယဉ်ကျေးမှုခိုင်မြဲတည်ရှိနေရမယ့်အကြောင်းရင်းနဲ့ပတ်သက်ပြီးအသိပညာပေးပြောကြားပေးပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်။ယဉ်ကျေးမှုတွင်တိမ်မွေ့ပြည့်ပြည့်သောတတ်သိလိမ္မာတဲ့တိုးတက်ထွန်းကားတဲ့လူမှုအစဉ်အတန်းအစဉ်လာအားဖြင့်ထိမ့်သိမ့်တည်ရှိလာတဲ့ဓလေ့ထုံးတမ်းအဲ့ဒါတွေပေါင်းစသည်တို့ပေါဝင်ပါတယ်။ကမ္ဘာမှာရှိတဲ့နိုင်ငံတိုင်းလူမျိုးတိုင်းတွေမှာကိုယ်ပိုင်ယဉ်ကျေးမှုများရှိစမြဲဖြစ်ပါတယ်။မြန်မာအမျိုးသားတိုင်းရင်းသားတွေမှာလည်းမြန်မာတို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုဇယိုက်လက္ခဏာတွေတတိတခြားထင်ရှားခိုင်မာစွာရှိခဲ့ပါတယ်။ကိုယ်ပိုင်ယဉ်ကျေးမှုကိုယ်ပိုင်ဓလေ့ထုံးတမ်းတို့သည်ရှေးဘိုးဘီပင်တို့ကအစဉ်အလာအားဖြင့်ထိမ့်သိမ့်တည်ရှိလာတဲ့အတွက်ကြောင့်ယနေ့ထက်တိုင်ခိုင်မြဲတည်ရှိနေတဲ့မြန်မာယဉ်ကျေးမှုကိုဆက်လက်သယ်ဆောင်ထိမ့်သိမ့်ရမယ်တာဝန်ဟာယနေ့လူငယ်တို့ထံကြားရောက်လာပြီဖြစ်ပါကြောင်းပြောကြားလိုပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးလူငယ်တို့ထိမ့်သိမ်းရမည့်အရာများနဲ့ပတ်သက်ပြီးအသိပညာပေးပြောကြားပေးပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်။ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးလူငယ်တွေထိမ့်သိမ်းရမယ့်အကြောင်းအရာတွေကတော့ထိမ့်ဆိုတဲ့စကားဟာကြည့်ရှုစောင့်ရှောက်ခြင်းဖြစ်ပါတယ်။အဖိုးတွေအဖေတွေအဖွားတွေအမေတွေလူငယ်တွေထံမှာယုံကြည်စွာပေးအပ်သည်ဖြစ်စေလက်ခံရမယ့်အစဉ်အလာဖြစ်စေဘိုးဘွားတို့ရဲ့ယဉ်ကျေးမှုအမွေကိုလက်ခံရရှိလာတဲ့လူငယ်ဟာထိမ့်သိမ့်တဲ့သဘောဖြင့်ကြည့်ရှုစောင့်ရှောက်ရမှာဖြစ်ပါတယ်။ကြည့်ရှုစောင့်ရှောက်ရုံကမကပဲနဲ့မပြောက်မပြက်မထိမရှမပုံးပိတ်အောင်လဲသိမ်းရမယ်ဖြစ်ပါတယ်။သိမ်းခြင်းသည်လုံခြုံအောင်ထိန်းခြင်းဖြစ်ပါတယ်။ထို့ကြောင့်ထိမ့်သိမ်းခြင်းသည်လုံခြုံအောင်ကြည့်ရှုစောင့်ရှောက်ခြင်းဖြစ်ပါတော့သည်။ယဉ်ကျေးမှုသည်တိုင်းပြည်တည်ရှိသောစံနှုန်းသတ်မှတ်ချက်ဖြစ်ပါတယ်။တိုင်းပြည်ရဲ့မျက်နှာစာဟာလည်းယဉ်ကျေးမှုဖြစ်ပါတယ်။ထိုအရာတို့သည်ဆက်လက်မြဲမြံစေခြင်းသည်လုံခြုံအောင်ကြည့်ရှုစောင့်ရှောက်ခြင်းဖြစ်ပါတယ်။တခါတရံမှာလေးနဲ့စွာဖြင့်ယဉ်ကျေးမှုကိုပင်ရိုးရာယဉ်ကျေးမှုလို့လည်းတင်စားကြပါတယ်။ဥပမာဆိုရမယ်ဆိုရင်အဖိုးတို့ကပစိုးတိုက်ပုံကိုဝတ်ခဲ့တယ်။အဖေကလည်းပစိုးတိုက်ပုံကိုဝတ်ခဲ့ပါတယ်။အဖေတို့ပစိုးတိုက်ပုံဝတ်ခြင်းသည်ရိုးရာဖြစ်ပါတယ်။ပစိုးတိုက်ပုံဝတ်ခဲ့ကြခြင်းသည်သမိုင်းမှာရေးထိုးခဲ့ကြတယ်။ရိုးရာသည်သမိုင်းဖြစ်လာပြီးသမိုင်းသည်ယဉ်ကျေးမှုပင်ဖြစ်ပါတယ်။မြမယဉ်ကျေးမှုဟာမြမသမိုင်းဖြစ်ပါတယ်။မြမယဉ်ကျေးမှုနဲ့လျော်ညီစွာဝတ်စားဆင်ရင်မှုများနေထိုင်စားသောက်မှုများပြုမှုဆက်ဆံမှုများစာပေဂီတသဘင်ပြဇာတ်စတဲ့အမှုပညာများဒရက်မဲ့ယဉ်ကျေးမှုများအစရှိသည့်အကြောင်းအရာများဟာလူငယ်တို့ထိမ့်သိမ်းရမယ့်အရာများဖြစ်ပါကြောင်းပြောကြားလိုပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်သွားတဲ့လူငယ်နဲ့ယဉ်ကျေးမှုသိပညာပေးတော်ရှိုးအစီအစဉ်ကိုကျမတို့ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဖွင့်လှစ်ထားတဲ့ရွှေလေးသူပေးနဲ့ဒေဒီရဲမြို့နယ်ရုံးပြည်သူ့စာကြည့်လိုက်ပေး IPR ဒေဒီရဲတစ်တော်တို့ကနေတဆင့်အသိပညာပေးလွှင့်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်ဒီသတင်းကိုဒေဒီရဲပန်ဆက်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ